ထိထိဆိုတဲ့အချိန်ပေါ့နော်ဗန်ဒီဆိုတဲ့အချိန်ပေါ့နော်ဗန်ဒီဆိုတဲ့အချိန်တော့သူ့ရဲ့ဒီလက်လေးကလွတ်သွားအဲ့လွတ်သွားတဲ့ဟာလေးကိုကျွန်တော်ကြည့်ရင်းနဲ့မှမက်ခိုင်လေးအသားရည်ကိုကျွန်တော်လမ်းကြည့်ပြီးတော့ဟမ်ဒါကထိထိပြုတ်ဖို့များတယ်မက်ခိုင်လေးကမေးရလေကျွန်တော်ခဏနားတဲ့အချိန်မှာဒီဘလို့အဲ့လိုခတ်မှန်းတာလေဟောကျွန်တော်လက်လေးမြင်လိုက်တယ်နင်းလက်မြင်တာနဲ့သိနိုင်လို့လားဟိုကျွန်တော်အကုန်လုံးသူ့တမီးတကယ်လဲသူပြောတာငါသူ့မက်ခိုင်လေးမသိထိထိဆိုတဲ့အချိန်ပေါ့နော်ဗန်ဒီဆိုတဲ့အချိန်ပေါ့နော်ဗန်ဒီဆိုတဲ့အချိန်တော့သူ့ရဲ့ဒီလက်လေးကလွတ်သွားအဲ့လွတ်သွားတဲ့ဟာလေးကိုကျွန်တော်ကြည့်ရင်းနဲ့မှမက်ခိုင်လေးအသားရည်ကိုကျွန်တော်လမ်းကြည့်ပြီးတော့ဟမ်ဒါကထိထိပြုတ်ဖို့များတယ်ပေါ့ထိထိပြုတ်များတယ်ပေါ့နော်နောက်ကကျတော့အတန်ဦးသေးချာနားထောင်တယ်အတန်နားထောင်ပြီးတော့မှမိကုန်းနေမေးတဲ့အချိန်မှာလို့သူနဲ့ကျွန်တော်တို့နဲ့အဲ့လိုမျိုးသွားဘူးလေလာဘူးလေအကြောင်းလေးပါတယ်နောက်ပြီးကြတော့နည်းနည်းအိတ်ရတာပေါ့နော်သူအမေနဲ့ပတ်သက်ပြီးအိတ်တဲ့အကြောင်းလေးပါတယ်ပေါ့အဲ့မှာ conference ယူတာပေါ့အမှတ်တရပါအဲ့လိုလေးပေါ့နော်တချို့ကြတော့လေတော်တော်လေးကိုလုံကျုံနဲ့အဆုံးထီကိုအဲ့လိုမျိုးကျွန်တော်တို့လုံးဝမသိနိုင်တဲ့မျက်နှာဖုံးရှင်တွေလည်းပါပါတယ်ရင်ခုန်ရပါတယ်လီဂီတာလေးတီးပြီးတော့အခုကာဗာဆောင်းနေဆိုပြစ်သေးလားအရမ်းမဆိုပြစ်တော့ဘာဖြစ်လို့လဲဆိုတော့အမေကအခုမပြုလို့ဟုတ်လားအဲ့လိုလေဒါပေမဲ့ကျွန်တော်ကတကယ်တမ်းဘယ်လိုပြောမလဲနောက်ဆုံး final decision ချတဲ့အခါမှာတော့မက်ခိုင်လေးမှန်နေပြီဖြစ်တဲ့အတွက်ကျွန်တော်နောက်တစ်ယောက်ကိုကျွန်တော်ထပ်ပြီးတော့ခံမှန်းမခဲ့ရတယ်ပေါ့နော်ထပ်ပြီးမှားသွားတာမျိုးမဖြစ်စေချင်တာပေါ့ကျွန်တော်အဖွဲ့ရတရားရောက်အဲ့အတွက်နောက်တစ်ယောက်ကိုထပ်ပြီးခံမှန်းခဲ့ရမုံလားမသိဘူးရမုံမြင့်မြတ်တယ်ခင်းဝါကစန်ဒီမြက်လေသူကျွန်တော်ကိုဆူရှီကျွေးအောင်ပေါ်တင်းလောင်းထားတိုင်းပြည်ပြည်ဆူရှီကြီးပေါ်ကျေးဆိုပြီးဒီမကျွေးသေးဘူးဒီမကျွေးဒီကျွေးပါအောင်နော်ကျွေးပါအောင်လို့ဆူရှီကျွေးပါအောင်ဒီလိုခံမှန်းတဲ့အခိုက်အတန့်မှာဆိုလောက်ထီကိုကိုယ်တိုင်ရင်တုံရလေပျော်သွားပါတယ်ဆိုတာလေကိုကတော့ဟို season 1 season 2တွေကလည်းပါခဲ့တယ်ပေါ့နော်ပါခဲ့တဲ့အချိန်မှာလုံးဝတော့သူ့ပဲတေးကြတယ်ဆိုတဲ့အချိန်မှာတော်ကွဲခဲ့တဲ့အချက်တွေလည်းရှိသလိုဘယ်လိုမျိုးပေါ့နော်မတင်လာတဲ့လူတွေလည်းပါပါတယ်ဒီ season မှာပါပါတယ်ကျွန်တော်အဲ့လောက်တော့ပြောလို့ရပါတယ်ကျွန်တော်များခံမှန်းကြတယ်ပေါ့နော်အရှိမကိုနေတိုးတို့ဒါပါတော့ကိုဟဲလေးတို့ကိုကျန့်တို့ပါပြီးပြီဒီမှာတခြားပါလာနိုင်သေးရပေါ့နော်ဘသူတွေပေါ့ဆိုတော့ခံမှန်းကြည့်ကြပါဦးပန်နာနဲ့ညနေပေါ့ဗျာအရင်တော့ပို့ပြဟုတ်ကဲ့ကြာမလားပေါ့နော်ကိုနောက်တိုင်းဖြစ်မလားခလိုက်ဖြစ်မလားကျွန်တော်ကြွားလို့ရတယ်ကွာကျွန်တော်တယောက်တည်းမှန်ဟဲ့လားပန်နာလားမသိဘူးအဲ့ဒါပြောနေအမေကရှူတင်မှာတတိတီလာအမေကမလို့သိပါဘူးသူကအဲ့ကျွန်တော်နဲ့စတီးရဲ့အချိန်နောက်ပိုင်းတွေကပေါ့နော် friend တွေပဲဖြစ်ပြီးနောက်ပိုင်းမှာယူကလီလီလေးတီးရလေဒါလည်းတချင်းတွေပဲဆိုတာသူ့အတန်လေးကောင်းတယ်ဆိုတာကျွန်တော်တို့သိတယ်နောက်တော့သူအဲ့ဒါကိုစိတ်ပါတယ်ဆိုတာလည်းကျွန်တော်တို့သိတယ်ဆိုတော့ဒီတချင်းဆိုတဲ့နေရာမှာပါလာနိုင်တယ်ဆိုတဲ့အချက်တွေမှာလည်းကျွန်တော်အဲ့ဒါကိုထည့်တွေ့ရပါတော့ဒီကတော့အေးစီစီလေးနဲ့မှန်လေးပဲအဲ့လိုမျိုးသူဝါသနာပါလေးဖြည်းဖြည်းမှန်လေးလုပ်နေတဲ့ကလေးလေးတယောက်လိုမြင်မိပါတယ်ဟုတ်ကြောက်တော့အဲ့ပြီးတော့မက်ခိုင်လေးကမေးရလေကျွန်တော်ခဏနားတဲ့အချိန်မှာနေဘလို့အဲ့လိုခတ်မှန်းတာလေပေါ့ဟိုကျွန်တော်လက်လေးမြင်လိုက်တယ်နင်းလက်မြင်တာနဲ့သိနိုင်လို့လားဟိုကျွန်တော်အကုန်လုံးသူ့တမီးတကယ်လဲသူပြောတယ်ငါသူမက်ခိုင်လေးမသိဘူးအဲ့လိုကျွန်တော်ကပြောပြတာမဟုတ်ဘူးမလို့ကျွန်တော်ဂျင်မှာတွေ့တာကလေးနဲ့ပြီးတော့ဒီအသားကြီးအယောင်ရဲ့နောက်ပြီးတော့သူ့အရန်မောင်းရဲ့ပြောပုံဆိုပုံရဲ့တော့ကျွန်တော်မေးလိုက်တဲ့အချိန်မှာဖြစ်သွားတဲ့ခန္ဓာကိုယ်ဖြစ်သွားတဲ့ဟာတွေကကျွန်တော်ခံမှန်းကြည့်တာလို့ဖြစ်နိုင်တယ်မှာဆိုဟဲအဲ့ဆိုတော့ငါတော့မှားလို့မဖြစ်ဘူးငါမိုင်းစနေနေ့လို့တဲ့ဇိုးနေပဲစီစဉ်တော့ဒီ second နောက်ဒီ third ကိုအကုန်လုံးကမြတ်တက်တာပါပဲအဓိကတော့ကိုပိုင်ပေါ့နော်ကိုပိုင်ကမှတော့ host အနေနဲ့ကျွန်တော်တို့ကိုပိုင်ကပါပေါင်းပြီးတော့လှည့်စားတာတွေကရှိသေးတာတော်ဆူဆူဝါလှည့်စားတာတွေရှိသေးတာတော်ဆူဆူဝါလှည့်စားတွေရှိသေးတာဆိုတော့ဒီတစ်ခေါက်ကတော့ပို့ပြီးတော့အင်အားလေးပိုကောင်းတယ်လို့ပြောလို့ရပါတယ်ပို့ပြီးတော့လည်းပြောဖို့ကောင်းပါတယ်ခံမှန်းခက်တဲ့လူတော်တော်ပါပါတယ်ဒီလေးကလေကောင်းဆွတ်လိုက်တဲ့အချိန်ဟုတ်
သမီးဆိုတော့ပြောလိုက်တဲ့ခိုင်ကြတယ် အဲ့လေကျွန်တော်တော့အသားရည်တီးပြီးတီးတာသူကလက်ကြည့်ပြီးမသိဘူးမကလေးစုခံပါဘော ခံမလို့ရှိရင်ဒီမှာတွေ့ဘူးလေလို့ရှိရင်တော့ဘုံလုံးခံလာဆိုအမြဲတမ်းဘုံလိုကြောင့်အဲ့လိုမျိုးကခံတော့ပြီးရတယ် ဒီနောက်ပိုင်းလူပညာရှင်တွေတော်တော်များများကဂျင်ဆော့ကြတာများတယ်ဗျာနောက်ပြီးတော့အဲ့လိုမျိုးကျွန်တော်တို့တွေအဲ့လိုဒါတော့ EM ပွဲလိုမျိုးပွဲလေးရှင်သွားကြတယ်တချင်းစုပွဲတွေပါရှိလာအားပေးကြတဲ့အခါကျမှရင်းနှီးနေကြတယ်ကျွန်တော်နဲ့ကဟိုအားလုံးနဲ့တော့တဲ့ရမှာမဟုတ်ကျွန်တော်နဲ့ကအားလုံးနဲ့ကပေါင်းလို့ရတယ်ခင်ညမင်းကြရပေါ့နော်ခင်ညမင်းကြရပုံမူပြီးအဲ့ဒါကိုကျွန်တော်ပြန်ပြီးအသုံးချရတာပေါ့မြန်နဲ့မှာတော့မြန်ကကိုထုံးကိုမပစ်ချင်နေရဘူးပြောနော်မြန်နဲ့မှာဟိုမှာကူပိုင်တော့မှရောက်ခမကြီးခေါ်လို့ကိုယ်ဝိုင်းပြန်မယ်လို့နေဘယ်သူဖြစ်မလဲတော့မသိဘူးညတော့ ဆရာကြီးခင်ဆွေပေါ့ ဘယ်နှယောက်မှန်ခဲ့လဲ ကျွန်တော်မှားတာ2ယောက်ပဲရှိတယ် ဆရာကြီးပဲအဲ့ဒါကြောင့်ကိုမန်းပြောတာကိုတော့မှန်ဆုံးတော်ဆုံးနဲ့ အဲ့မှာ2ယောက်ပဲရှိရယ်ဘာလို့2ယောက်ပဲရှိလဲဆိုတော့တကယ်မသိလို့ကျန်တဲ့ဥစ္စာတွေကတော့အဲ့လိုမျိုးကျွန်တော်ဖြေကာနီးမှသိရသားနဲ့ဖြေကာနီးမှမှားမှကြောက်ပြီးအဲ့လိုမျိုးထိကိုပဲထိကသိတယ်ဒါပေမဲ့လည်းထိမဟုတ်ခဲ့ရင်ဆိုတဲ့စိတ်နဲ့တယောက်ပြောင်းလိုက်တာပဲရှိတယ်ဒါကျွန်တော်4ယောက်လုံးကတယောက်မှန်တယ်လို့ယူဆတယ် တော့မှပြောင်းလိုက်တာ ဟုတ် तू ကလှည့်ပြီးတော့ hints ပေးရတဲ့အချိန်မှာကျွန်တော်လုံးဝမစဉ်းစားထားတဲ့လူတယောက်ပါနေသေးလို့အဲ့ဒီလူတယောက်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုတွေးမိလိုက်လို့ နောက်ဆုံးတော့မှ ဟုတ်ကဲ့အဲ့လိုဖြစ်သွားဘာလို့လဲဆိုတော့ဂျမုံမင်းမြတ်တို့ပါလို့ဆိုသူတို့ဗာလဲ don't forget the lyrics လားအဲ့ဒီ season မှာသူတို့ပြိုင်မှုလေကျွန်တော်အဲ့ဒါရိုက်ပြီးတော့မှကျွန်တော်သူ့ဆိုတာနောက်ကထပ်ပြီးတော့သွားကြည့်ရသေးတာနောက်လူတွေထဲမှာသူတို့ပါလာမှာဆိုလို့အဲ့တော့မှသူ့အတန်မဟုတ်မဲအဲ့တော့မှသိရဒါပေမဲ့အဲ့ဒီကစင်ပေါ်မှာကြာကြီးလို့မရတော့သူလည်းဖြစ်နိုင်တာပဲဆိုတွေးလိုက်ပြီလို့ ပြောင်းလိုက်တာ ဟုတ်တယ်ပြောင်းလိုက်ပြီ ကိုပြုံးနေဆုံးတော့ဘယ်လိုတိုင်းနေကြတယ်ညောင်လေးတိုးလေးကပြောနေကြတယ် ကိုဖြိုးကအခုမှပထမဦးဆုံးအချိန်ဆိုတော့ तू ကမုံဝင်မရဲလေးပေါ့နော်မုံဝင်မရဲလေးပေါ့ तू တခုဆို तू မေးရမှာကို तू မုံဝင်မရဲဖြစ်နေဒါပေမဲ့တဖြည်းဖြည်းနဲ့တော့ဒါအရန်ကြောက်ပါဘောအမွေးလေးကုန်ပေးရမယ်တဲ့ငါသိပါပြီနောက်ကြောင်းဆိုရင်မယုံတော့ ကျွန်တော်တို့အနေနဲ့ကတော့တချင်းလေးနားထောင်ရတယ်နောက်ပြီးတော့ကိုမယောင်းဆွေအောင်နေနဲ့တွေ့ရတယ်နောက်ပြီးတော့မှကျွန်တော်တို့အားပေးတဲ့ပရိသတ်တွေကအတူတူလိုက်ပြီးတော့မှပျော်ပျော်ရွှင်ခတ်မှန်းလို့ရတယ်ဖြစ်တဲ့အတွက်ပျော်စရာကောင်းတဲ့အစီအစဉ်လေးတစ်ခုလိုပဲယုံကြည်ထားပါတယ်ကျွန်တော်တို့လည်းပျော်သွားပါတယ်ဗျ ကိုတော့မှန်မြောင်းနေချောင်းတယ် မြင်ရတာပေါ့တကယ်မြင်ရတာခွနက်တို့နောက်အဲ့လက်တို့နောက်ပြီးတော့တစ်ခါကြာအဲ့သူတို့အထဲကိုအရန်မီးထိုးလိုက်ရင်မျက်လုံးတွေပါရမြင်ရတယ်တကယ်ချောင်းနိုင်မှတော့ကြတာ တကယ်ကိုဆုံးတော့အစ်စ် တကယ်ဆုံးတော့ ကျွန်တော်ပြောရမယ်ကျုံလို့ပြောပြကိုနေတိုးတော့ကလေအဲ့သူကဆောင်းရိုင်းအင်ဂျင်နဲ့တက်လာပြီးတော့ကိုနေတိုးကမတည့်ရက်လိုက်တယ်မတည့်ရက်ကျွန်တော်မစိုးသေးဘူးမိတွေပဲမိထားခြင်းမှာကိုနေတိုးအဲ့လိုသူကမိုက်ကန်တယ်သူကအဲ့လိုလုပ်တဲ့အားရှိတယ်အဲ့ဒီတွေကကျွန်တော် तू မစိုးရင်လည်းအသိပြီးသားအဲ့ဒီတွေကကျွန်တော်သိပြီးသားအဲ့တကယ်ပြောတာကျွန်တော်အဲ့လောက်ထိကျွန်တော်ဆက်စုတယ်အဲ့ဒီတွေကကျွန်တော်သိပြီးသားဟုတ်လူတကြံကမိနစ်ခလေးရိုက်တဲ့ကားလေးလို့ကျွန်တော်ထင်ပါတယ်ဘာလို့လဲဆိုတော့ချာလီငိမ့်နဲ့ကအဲ့လိုမျိုးမောင်တို့ရိုက်ပြီးကြတဲ့အဆက်သွယ်ရှိတော့သူရိုက်မဲ့ကားလေးတွေရှိတယ်ဆိုတဲ့အကြောင်းပြောတာမနစ်ကကြားဘူးတော့ဆိုတော့ဒီနေ့တစ်ချိန်မှာယုံတင်တာဆိုတော့သူ့ရဲ့ဒီကားလေးကဒါယုံကြီးကားထဲမှာအဲ့လိုပေါ့နော်နောက်ထပ်တစ်ခါဖြစ်လာတဲ့ပုံမှာလာပြီးတော့အားပေးတာလည်းဖြစ်တယ်နောက်ပြီးညီလေးပိုင်းနဲ့ကွန်နဲ့လည်းအဲ့လိုမျိုးဒီမတွေ့ရလဲကြာပြီးနောက်ပြီးတော့ဒီတကြံကားလေးလည်းဖြစ်တော့